ဤနေ့သည်ခြားရဖျားစီရင်တော်မူသောယနေ့ရဲ့ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်ဟာဘုရားသခင်သည်ငါတို့ဘက်၌ရှိတော်မူလျှင်ဘယ်သူသည်ငါတို့တစ်ဖက်၌နေနိုင်မည်နည်းအားလုံးပဲမင်္ဂလာပါဒီနေ့ဒီကောင်းကိုဝင်ကားဖို့ရန်ကျွန်တော်ကိုအသုံးပြုတဲ့ဘုရားရှင်နာမကပါဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေငါကျွန်တော်သက်ရှင်နေတာကလည်းခင်ယေရှုရဲ့ကျေးဇူးတော်သက်သက်ပဲဖြစ်ပါတယ်ဒီနေ့ဒီကောင်းစဉ်ကပြန်လဲဝေမျှပါငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်အဖြစ်ကိုယ်တိုင်သက်သာခြင်းရှိတဲ့ကဲ့သို့ဒုက္ခဝေဒနာမျိုးမျိုးကိုခံရသောသူတို့ဟာသက်သာစေနိုင်မိကြောင်းဒုက္ခဝေဒနာမျိုးမျိုးတို့၌ဘုရားသခင်သည်ငါတို့အားသက်သာစေတော်မူ၏နှစ်ကော1:4ဖြစ်ပါတယ်55နှစ်ကြာဆောင်ဆိုင်ခဲ့ပြီးနောက်အင်္ဂလန်ဘောလုံးအသင်းသည်ဥရောပဖလားဘိုလူပွဲသို့အဆုံးတွင်တက်လှမ်းနိုင်ခဲ့ပြီးအီတလီအသင်းနှင့်သရေကျနေသဖြင့်ပယ်နယ်တီအနိုင်ရှုံးဆုံးဖြတ်ရာအင်္ဂလန်အသင်းအတွက်နောက်ဆုံးအခွင့်အရေးမှာလူငယ်ကစားသမားဘူကာယိုဆာကာအပေါ်ကျရောက်လာသည်သို့သောဆာကာပယ်နယ်တီကန်သွင်းလိုက်ခြင်းတွင်အီတလီဂိုးသမားကပုတ်ထုတ်နိုင်ခဲ့သည်အင်္ဂလန်ပရိသတ်များငိုကြွေးကြပြီးဖလားနှင့်ဝေးခဲ့ရသည်သို့သောနောက်ဆက်တွဲဖြစ်ရပ်ကိုမေးနိုင်သူမရှိသလောက်ပင်အင်္ဂလန်အသင်းမန်နေဂျာဂျာရက်ဆော့ဂိတ်သည်စိတ်ပြက်အားငယ်နေသောဆာကာထံလျှောက်သွားပြီးသူ့ကိုဖက်ထားပေးခဲ့သည်ဆာကာမီတို့ခံစားနေရသည်ကိုသူကောင်းကောင်းသိသည်1996ခုနှစ်ကဆော့ဂိတ်ကိုယ်တိုင်လူငယ်ကစားသမားတူဖြစ်ခဲ့ပြီးပယ်နယ်တီလွဲချော်ခဲ့ဘူး၍ထိုစဉ်ကအင်္ဂလန်အသင်းမှဆီမီဖိုင်နယ်သို့မတက်နိုင်ခဲ့ပါထိုချိန်ကအင်္ဂလန်အသင်းမန်နေဂျာဖြစ်သူတယ်ရီဗန်နဘဲလ်ကလည်းသူ့ကိုဤနည်းတိုင်းပင်နှစ်သိမ့်ပေးခဲ့ဘူးသည်ဆိုဒီနေ့ဒီကောင်ကဒီဘောလုံးပွဲတစ်ပွဲမှာရှိတဲ့အဖြစ်အပျက်ကလေးပေါ်မှာမူတည်ပြီးတော့မှတယောက်နဲ့တယောက်နော်နှစ်သိမ့်ပေးတယ်ဆိုတဲ့အရာကိုဖော်ပြတယ်နော်ဒီ55နှစ်ဒီဖလားရဖို့ပေါ့နော်55နှစ်နော်စောင့်ဆိုင်ခဲ့ရတဲ့အင်္ဂလန်အသင်းနောက်ဆုံးမှအီတလီအသင်းနဲ့နော်သူဘိုလူပဲရောက်တယ်ကန်တဲ့အခါမှာနော်တည်ဖြစ်နေတယ်နောက်ဆုံးတော့ဘာလို့ဆိုတော့ပယ်နယ်တီနော်ပြောရမယ်ဆိုရင်အဆုံးဖြတ်ယူဖို့ကန်တယ်အဲ့လိုကန်တဲ့အခါမှာဒီဆာကာပေါ့နော်သူရဲ့အလက်မှာဘယ်လိုဖြစ်သွားလဲဆိုတော့လွဲချော်သွားတာတော့ပြောရမယ်ဆိုရင်အီတလီဂိုးသမားကပုတ်ထုတ်နိုင်ခဲ့တယ်ပေါ့နော်သူကန်လိုက်တဲ့ဘောလုံးကိုပုတ်ထုတ်နိုင်ခဲ့တယ်ဆိုတော့မှအင်္ဂလန်ပရိသတ်ကြီးကငိုကြွေးတယ်ဘာကြောင့်လဲဆိုတော့ဖလားနဲ့လည်းဝေးရပြီเนาะအဲ့အတွက်ဘာလို့လဲဆိုတော့55နှစ်တောင်เนาะသူတို့စောင့်ဆိုင်နေရတယ်ဆိုတာကိုဖော်ပြထားတယ်เนาะပြောမယ်ဆိုဒီဘိုလူပွဲကိုတက်ဖို့เนาะဒီဖလားကိုရဖို့เนาะအများကြီးသူတို့စောင့်ဆိုင်နေတယ်မျှော်လင့်နေတယ်ဒါပေမဲ့နောက်ဆုံးတော့ဒီဆာကာဆိုတဲ့เนาะဘောလုံးသမားရဲ့ပယ်နယ်တီကန်ချက်မှာเนาะဂိုးသမားကပုတ်ထုတ်နိုင်တဲ့ခါမှာဖလားနဲ့လွဲသွားတယ်အဲ့အတွက်မျိုးအများကြီးကငိုကြွေးကြတယ်เนาะအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဆာကာကိုတဲ့เนาะသွားပြီးတော့မှနှစ်သိမ့်ပေးတဲ့သူတယောက်ရှိတယ်သူကဘာလို့လဲဆိုတော့เนาะဒီမန်နေဂျာဖြစ်တယ်ဂျာရက်ဖြစ်တယ်ပေါ့နော်ဂျာရက်ကသွားပြီးဆာကာကိုသွားပြီးဖက်ထားပြီးတော့နော်နှစ်သိမ့်ပေးတယ်။ဘာကြောင့်လဲဆိုသူလည်းစိတ်ကောင်းမှာမဟုတ်ဘူးပေါ့နော်။ဒီလောက်အများကြီးနှစ်ကာလစောင့်ဆိုင်ထားရတဲ့အခြေအနေမှာဒီခွင့်ရည်ဟာသူ့အားဖြင့်လွဲချော်သွားတယ်။ဒါပေမဲ့သူစိတ်ပြက်နေတဲ့အရာကိုသူ့ရဲ့မန်နေဂျာကလာပြီးတော့မှနှစ်သိမ့်ပေးတယ်။အဲ့ဒီမန်နေဂျာကိုယ်တိုင်ကလည်းနော်ဒီ1996မှာအဲ့လိုပဲပယ်နယ်တီလွဲချော်မှုအဖြစ်เนาะပြောရမယ်ဆိုရင်ဘိုလူပွဲကိုเนาะမတက်ဆီမီဖိုင်နယ်ကိုမတက်နိုင်ခဲ့တဲ့အဖြစ်ပြကြုံခဲ့ဘူးတယ်အဲ့အတွက်သူကိုနိုင်ကိုကဒီဆာကာရဲ့ခံစားချက်ကိုကောင်းကောင်းသိနေတာဖြစ်တယ်အဲ့အတွက်ဆာကာကိုသွားပြီးတော့မှနှစ်သိမ့်ပေးတယ်အဲ့96မှာလဲเนาะသူကအဲ့လိုပဲပယ်နယ်တီကန်ပြီးလွဲချော်တဲ့အခါမှာဆီမီဖိုင်နယ်ကိုမတက်နိုင်တဲ့အခါမှာလဲเนาะသူရဲ့မန်နေဂျာတယ်ရီဗန်ဝစ်နဘဲလ်ကလာပြီးတော့အဲ့လိုပဲသူ့ကိုနှစ်သိမ့်ပေးခဲ့တယ်နော်ဒီအမှုရာအဖြစ်ဒီစာရေးတဲ့သူက
နော်ဒီရှင်ပေါလုရဲ့အားဖြင့်နှစ်သိမ့်ခြင်းသက်သာခြင်းဆိုတဲ့အရာကိုဒီနေ့နော်ဖော်ပြတာဖြစ်တယ်ကိုရိန္သုဩဝါဒစာထဲမှာရှိတဲ့ရှင်ပေါလုရဲ့အဖြစ်အပျက်ကိုဖော်ပြတာဖြစ်တယ်ရှင်ပေါလုကငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်ကိုယ်တိုင်သက်သာခြင်းရှိတဲ့ကဲ့သို့ဒုက္ခဝေဒနာအမျိုးမျိုးကိုခံရသောသူတို့ဟာသက်သာစေနိုင်မိအကြောင်းဒုက္ခဝေဒနာအမျိုးမျိုး၏ဘုရားသခင်သည်ငါတို့အားသက်သာစေတော်မူ၏နော်ပြောမယ်ဆိုရင်ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်ရောက်စီတိုင်းရဲ့အသက်တာတွေမှာနော်သက်သာခြင်းအခွင့်ရနေတယ်လို့ရှင်ပေါလုကပေါ်ပြတာဖြစ်တယ်။အော်မသူရဲ့အသက်တာမှာကြည့်ရင်လဲနော်ဒုက္ခဆင်းရဲတွေအများကြီးသူခံရတယ်။ဒါပေမဲ့လည်းအဲ့လိုဒုက္ခဆင်းရဲတွေခံနေရတဲ့ချိန်မှာနော်ဖခင်ရဲ့အသက်တာခြင်းခွင့်ကိုသူပြေပြေဝဝခံစားရတဲ့အတွက်နော်သူရဲ့အသက်တာမှာလည်းအဲ့လိုဒုက္ခဆင်းရဲရောက်နေတဲ့သူတွေကိုဘာဖြစ်လဲသက်တာစရာသက်တာကြောင့်ပြန်လဲမေတ္တာပြနိုင်တယ်ပြန်လဲဝေမျှနိုင်တယ်လို့ဒါကိုတွေးရတာဖြစ်တယ်ဒါကိုပြောချင်တာဖြစ်တယ်နော်ဘယ်နဘယ်ထာမရရှိသောနှစ်သိမ့်မှုကိုစောက်ဂိတ်ကစာကာထံပြန်လဲဝေမျှပေးတဲ့ကဲ့သို့ပင်မိမိဆင်းရဲဒုက္ခထဲမှရရှိလာသောဘုရား၏နှစ်သိမ့်မှုသည်အခြားသူများ၏ဒုက္ခဆင်းရဲထဲသို့ထဲ၌သူတို့ကိုပြန်လဲနှစ်သိမ့်ပေးနိုင်ပြီသူတို့၏သီးခန္ဓာရည်ကိုတိဆောက်ပေးနိုင်ကြောင်းရှင်ပေါလုသိမြင်ခဲ့သည်နော်သူရဲ့သက်တာမှာနော်သူကဘုရားစီကနှစ်သိမ့်ခြင်းကိုရသလိုလူများကိုလည်းဘာဖြစ်လဲသူကပြန်လဲနှစ်သိမ့်ပေးတယ်အဲ့လိုပဲခုနနော်ဘယ်နှဘက်ထမှာရရှိတဲ့နှစ်သိမ့်မှုကိုနော်ပြောရမယ်ဆိုဂျရတ်ပေါ့နော်ဂျရတ်ကနေစာကာကိုထပ်ပြီးဝေမျှပေးသလိုနော်ဒီကနေ့မှလည်းကျွန်တော်တို့အသီးသီးကနော်ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကိုနှစ်သိမ့်ပေးဖို့နော်သူတို့စီမှာသီးခံခြင်းကိုနော်တိဆောက်ပေးဖို့ဒါကိုရှင်ပေါလုကတွေ့မြင်တာဖြစ်တယ်သက်သာခြင်းအမျိုးမျိုးတို့၏အရှင်ဘုရားသခင်သည်ကျွန်ုပ်တို့စိတ်ပြက်အားငယ်မှုများကိုကောင်းကျိုးအလို့ငါအသုံးချနိုင်သည်နော်ကျွန်တော်စိတ်ပြက်အားငယ်နေတဲ့အချိန်မှာပဲနော်ဒီသက်သာခြင်းအရှင်ဆိုတဲ့ပြောရမယ်ဆိုရင်သခင်ယေရှုဖြစ်တယ်ပေါ့နော်သူကနော်ကျွန်တော်အားလုံးရဲ့အသက်တာမှာဒီအားနည်းမှုအဖြစ်ကောင်းကျိုးဆိုတဲ့အရာကိုနော်ဖြစ်ပေါ်စေတယ်ဆိုတဲ့အရာတွေ့ရတယ်ပြောရမယ်ဆိုရင်မေတ္တာတရားပြနိုင်ဖို့ရန်အခွင့်အရေးဖြစ်စေတယ်ဆိုတာကိုနားလည်ဖို့ဖြစ်တယ်အဆုံးမရှိသောခွန်အားပေးမှုကွင်းဆက်တစ်ခုဖြစ်ပေါ်လာစေရန်အဆုံးမရှိဘူးပေါ့နော်ခုနမန်နေဂျာနော်2ယောက်နဲ့ဒီဘောလုံးသမား1ယောက်အပြင်ကြည့်တဲ့အခါမှာမန်နေဂျာကနေနော်ခုနပြောတဲ့ giraffe နော်သူလည်းလိုပဲလွဲကြော်ခဲ့တယ်အဲ့အတွက်သူ့မန်နေဂျာကနော်ပြောရမယ်ဆိုရင်နှစ်သိမ့်တယ်ဆိုတော့စာကာကတခါလွဲချော်ပြန်တော့ giraffe ကနှစ်သိမ့်တယ်နောက်တစ်ခါစာကာလည်းမန်နေဂျာမဖြစ်ဘူးလို့မပြောနိုင်ဘူးအဲ့လိုမန်နေဂျာဖြစ်လာတဲ့အခါမှာ penalty လွဲချော်တဲ့သူလည်းမရှိဘူးလို့မပြောနိုင်ဘူးသူလည်းတဆင့်ပန်ပြီးနှစ်သိမ့်မှုကိုပေးနိုင်မှာဖြစ်တယ်အောက်မဒီမှာခွန်အားပေးမှုကွင်းဆက်ဖြစ်ပေါ်ဖို့ဘုရား၏နှစ်သိမ့်ခြင်းကိုကျွန်တော်တို့လည်းတဆင့်ပြန်လဲဝေမျှကြပါစို့နော်ပြောမယ်ဆိုရင်ကျွန်တော်ရောက်စီတိုင်းယုံကြည်သူတွေရဲ့အသက်တာကိုထူးထူးဖြင့်ပြောထားတာဖြစ်တယ်။အမှယုံကြည်သူတွေရဲ့အသက်တာမှာလည်းတဦးနဲ့တဦးပြန်လဲမျှဝေဖို့ပြန်လဲနှစ်သိမ့်ပေးဖို့နော်ဘုရားသခင်ကဒီခွင်းဆက်ရဲ့အစဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်။နော်ပြောရမယ်ဆိုရင်သခင်ယေရှုကဒီခွင်းစားရဲ့အစဖြစ်တယ်။အဲ့လိုနှစ်သက်နိုင်အောင်လဲနှစ်သိမ့်နိုင်အောင်လဲဘုရားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့မေတ္တာကိုကျွန်တော်နှလုံးသားထဲမှာထည့်ပေးထားတယ်။နော်ယောမဩရစာခန်းကြီး9အခန်းငယ်1မှ9ပေါ့နော်။ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လေ။ပြောမယ်ဆိုရင်တော့ဒီဖြောင့်မတ်ရာသို့ရောက်ဖို့ဆိုတာအင်မတန်မှမလွယ်ဘူး။နော်ကျင့်ကြံလို့လည်းမရဘူး။နော်ဘလို့မှစူးစမ်းမရနိုင်ဘူး။ဒါပေမဲ့ဘာဖြစ်လဲယုံကြည်ခြင်းနော်ခရစ်တော်လုပ်ပေးခဲ့တဲ့အပေါ်နော်ကျွန်တော်အားလုံးတဲ့နော်ကျွန်တော်အပြစ်တွေကိုစားအသေးခံတယ်တကြိုချင်းခံတယ်တကြိုပြီး3ရက်မြောက်နေ့မှာနော်ထမြောက်ခဲ့တယ်နော်ကျွန်တော်အားလုံးရဲ့အပြစ်ကိုကယ်တင်ပေးတယ်နော်အဲ့ဒီအရှင်သခင်ယေရှုကိုယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ကဖြောင့်မတ်ရာသို့ရောက်ရတဲ့အခွင့်ကိုဖခင်ကပေးတာဖြစ်တယ်ငါတို့သည်သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်ရှိတော်၌
ငြိမ်သက်ခြင်းကိုခံစားကြ၏နော်အဲ့လိုယုံကြည်ခြင်းအဖြစ်ပါဖြစ်လဲဖြောင်းမရာသို့ရောက်တယ်ဖြောင်းမရာသို့ရောက်ခြင်းအဖြစ်ပါဖြစ်လဲငြိမ်သက်ခြင်းကိုကျွန်တော်တို့ခံစားရရှိတာဖြစ်တယ်အောင်မကျွန်တော်ကဲတင်ခြင်းကိုရောက်တဲ့သူတွေရဲ့အသက်တာထဲမှာငြိမ်သက်ခြင်းကရှိနေတယ်လို့ကျွန်တော်တို့နားလည်ရတယ်ထိုကျေးဇူးတော်ကိုခံစားရသည့်အကြောင်းမှာယုံကြည်ခြင်းရှိ၍ထိုသခင်အားဖြင့်သာခံစားရသောအခွင့်ကိုရကြ၏နော်ဒီကျေးဇူးတော်ကဘာဖြစ်လဲနော်ကျွန်တော်ယုံကြည်ခြင်းအဖြစ်ထိုသခင်ပြောမယ်ဆိုရင်ခရစ်တော်အားဖြင့်သာဒီခွင့်ကိုရတာဖြစ်တယ်တခြားနေရာမှာမရှိပါဘူးမရှာကြပါနဲ့နော်ဒီတနေရာထဲမှာပဲရှိတယ်ဆိုတာကိုလည်းနော်တည်ထားဖို့ရဖြစ်တယ်နော်တို့ဖြစ်ဘုရားသခင်ဤဘုန်းတော်ကိုမျော်လင့်၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏နော်ဘုရားရဲ့ဘုန်းကိုမျော်လင့်လို့ရတယ်ဘုရားရဲ့ဘုန်းကိုကျွန်တော်တို့ဝါကြွားရတဲ့အခွင့်နော်ဘုရားရဲ့ကျေးဇူးတော်တွေကိုနော်ချီးမွမ်းရတဲ့အခွင့်ကျွန်တော်တို့မှာရှိတယ်ထိုမြတ်မကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏နော်ဒီလိုပဲနေပြီးတော့မှဝါကြွားဝမ်းမြောက်တာမဟုတ်ဘူးနော်ဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာပဲဖြစ်လဲဝါကြွားဝမ်းမြောက်နိုင်ရတဲ့အခွင့်ကိုနော်ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းအားဖြင့်ကျွန်တော်သက်တာမှာနော်ဝါကြွားဝမ်းမြောက်ရတဲ့အခွင့်ကိုဘုရားသခင်ကဖြစ်ပွားစေတာဖြစ်တယ်။အမရှင်ပေါလုရဲ့အသက်တာကိုပြန်ကြည့်နော်တခုမှမသက်သာပါဘူးနော်သူဒုက္ခတွေများစွာရောက်ပါတယ်ဒါပေမဲ့သူဘာဖြစ်လဲဝါကြွားဝမ်းမြောက်နိုင်တယ်နော်သူထဲမှာဘာဖြစ်လို့လဲငြိမ်သက်ခြင်းဘုရားစီကငြိမ်သက်ခြင်းရှိနေတဲ့အတွက်ဘယ်လိုအခြေအနေကြီးပဲရှိနေနော်သူဝါကြွားဝမ်းမြောက်နိုင်တယ်သူများကိုနှစ်သိမ့်ပေးနိုင်တဲ့အစွမ်းတကူသူထဲမှာတွေ့ရတယ်ဒီကနေ့ကျွန်တော်တို့အထဲမှာကောနော်အဲ့လိုအစွမ်းရှိနေလားအဲ့လိုငြိမ်သက်ခြင်းတွေရှိနေပြီလားအထူးသဖြင့်ယုံကြည်သူတွေအသက်တာတွေမှာနော်စမ်းစစ်ပါအထူးသဖြင့်အသင်းတော်လို့လည်းဒါအပေါ်မှာမူတည်တယ်လို့လည်းကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့အသင်းတော်အားဖြင့်သာကျွန်တော်တို့ကဘာဖြစ်လဲတယောက်နဲ့တယောက်တီဆောက်ပေးဖို့ရန်နော်ဘုရားသခင်ကကြံစီထားတာဖြစ်တယ်အသင်းတော်ကိုအလကားဘုရားကနော်တီဆောက်တာမဟုတ်ဘူးတယောက်နဲ့တယောက်ဖေးမဖို့နှစ်သိမ့်ဖို့ခွန်အားပေးဖို့နော်တီဆောက်ပေးဖို့ရန်ဖြစ်တယ်လို့လည်းကျွန်တော်တို့နားလည်ရမှာဖြစ်တယ်။အမထိုမြတ်မကဒုက္ခဆင်းရဲကိုခံ၍နော်ပြောရမယ်ဆိုအောင်မြင်နေလို့ဝါကြွားနေတာမဟုတ်ဘူးဒီဒုက္ခထဲမှာကိုဘာဖြစ်လဲဝါကြွားနိုင်ရတဲ့အခွင့်ကနော်ဘုရားရဲ့ကျေးဇူးတော်ဘုရားရဲ့ဘုန်းစည်းစိမ်ဖြစ်တယ်လို့ကျွန်တော်တို့ပဲပြောနိုင်တယ်နော်ဒုက္ခဆင်းရဲထဲမှာမဝါကြွားနိုင်ဘူးဆိုတော့သင်မှာတခုခုလိုနေတယ်နော်အကြောင်းမူကားဒုက္ခဆင်းရဲသည်သီးခံခြင်းကိုပြုစုတတ်၏နော်ဒီဒုက္ခဆင်းရဲကိုကျွန်တော်တို့ကြုံတွေ့တဲ့ခါမှာနော်ဒီယုံကြည်သူတွေရဲ့အသက်တာမှာသီးခံနိုင်တဲ့စွမ်းရည်ကိုဖြစ်ပေါ်စေတယ်ဒါကဘာအားဖြင့်လဲဆိုရင်တော့တန်ရှင်သောဝိညာဉ်တော်ရဲ့ခွန်အားပေးခြင်းအားဖြင့်ဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်အားဖြင့်ငြိမ်သက်ခြင်းအားဖြင့်ဖြစ်တယ်လို့ဒါနားလည်ရတယ်အမှဒုက္ခဆင်းရဲတွေကြုံတိုင်းယုံကြည်သူတွေရဲ့အသက်တာမှာသီးခံနိုင်တယ်သီးခံခြင်းသည်လည်းသက်သေထင်ရှားခြင်းကိုပြုစုတတ်၏ဒီသီးခံလိုက်တဲ့အတွက်အဲ့လူရဲ့အသက်တာမှာဘာဖြစ်လဲသက်သေထင်ရှားတယ်နော်ဒီလူကဒီလောက်ဒုက္ခဆင်းရဲရောက်နေတာတော့ချီးမွမ်းနိုင်ပါလားနော်သက်သေတွေဖြစ်လာတယ်အဲ့အတွက်အခြေခံတစ်ခုတော့နော်စောင့်ကောင်းစောင့်နိုင်ရပါတယ်စောင့်ရမှာဖြစ်ပါတယ်သက်သေထင်ရှားခြင်းသည်လည်းမျော်လင့်ခြင်းကိုပြုစုတတ်၏နော်ဒီလိုသီးခံခြင်းအပြင်ဘာဖြစ်လဲမျော်လင့်ခြင်းကိုပြုစုတယ်နော်ဘာကိုမျော်လင့်မလဲနော်ဘုရားရဲ့ပြင်ဆင်ထားပေးတဲ့အရာတွေပေါ်မှာမျော်လင့်ဖို့ရန်ဘုရားကအခွင့်ပေးတယ်မျော်လင့်နိုင်ရတဲ့နော်အခွင့်ရှိလာတယ်အမဒီသီးခံတဲ့အခါမှာပြောမယ်ဆိုရင်ဒုက္ခဆင်းရဲတွေကြုံတယ်သီးခံတဲ့အခါမှာသက်သေထင်ရှားတယ်ဒီသက်သေထင်ရှားခြင်းကလည်းမျော်လင့်ခြင်းကိုပြုစုတယ်ထိုမျော်လင့်ခြင်းတည်တဲ့ရှက်ကြောက်စရာအကြောင်းနဲ့ကင်းလို့ဤအဲ့မျော်လင့်ခြင်းကရကိုရမှာဖြစ်တယ်ဆိုတဲ့ຢာကိုဆိုလိုတာဖြစ်တယ်ဘာကြောင့်လဲအဘဲကြောင့်ဤဟုမူကားငါတို့အားပေးတော်မူသောတန်ရှင်းသောဝိညာဉ်တော်သည်ဘုရားသခင်၏မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲသို့ညွှန်းလောင်းတော်မူ၏ဘာကြောင့်လဲဆိုတော့ဘုရားသခင်ရဲ့မေတ္တာကြောင့်ဖြစ်တယ်လို့ဒီကနေ့ပြောခြင်းပါတယ်နော်ခုနပြောတဲ့ဂွင်းဆက်ဖြစ်လာဖို့ဘုရားရဲ့မေတ္တာအပြင်
အစာပြုရတာဖြစ်တယ်လို့ပြောခြင်းတယ်အဲ့အတွက်ဘယ်ကနေစမလဲပြောမယ်ဆိုရင်သခင်ယေရှုကိုကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နော်ယုံကြည်လိုက်တဲ့အခြေအနေကနေစမှာဖြစ်တယ်နော်သခင်ယေရှုကငါ့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တယ်ဆိုရကိုယုံကြည်တဲ့နေ့မှာနော်ဝိညာဉ်တော်နဲ့တစိတ်ခတ်ခြင်းနော်ယုံကြည်ခြင်းသက်သေကိုကျွန်တော်တို့ရမှာဖြစ်တယ်နော်အဲယုံကြည်ခြင်းသက်သေရတဲ့ဝိညာဉ်တော်အဖြစ်ဘုရားရဲ့မေတ္တာကိုကျွန်တော်နှလုံးသားထဲကိုနော်ဘုရားကညွန်လောင်ပေးတယ်အဲအဖြစ်ကျွန်တော်တို့ကဘုရားရဲ့မေတ္တာကိုလက်ဆင့်ကမ်းနိုင်တယ်လို့ဒီကနေ့နားလည်ရမှာဖြစ်တယ်အားမအသင်းတော်တွေမှာနော်အသင်းတော်ထားတယ်ဆိုတော့ကအလကားမဟုတ်ဘူးဒီယုံကြည်သူတွေတယောက်ပြီးတယောက်တစုတပွေးတဲ့နေပြီးတော့မှတယောက်နဲ့တယောက်မေတ္တာပြကြဖို့နော်ခုနပြောသလိုတယောက်နဲ့တယောက်နှစ်သိမ့်ဖို့တယောက်နဲ့တယောက်ပြန်လဲဝေငှဖို့ဖြစ်တယ်လို့ဒီကနေ့ပြောခြင်းတယ်ဒါကိုတကယ်ပဲအရောက်စီတိုင်းရဲ့အသက်တာထဲမှာနားလည်နိုင်ဖို့ရန်လဲနော်ကျွန်တော်ဆုတောင်းပါတယ်ဆိုတော့ဒီကနေ့နော်ဒီနေ့စေခွန်အားမှာဒီ penalty ကန်တဲ့ခါမှာမဝင်တဲ့အမှုရာပေါ်မှာမန်နေဂျာတွေရဲ့နှစ်သိမ့်ခြင်းတစ်ဆင့်ပြီးတစ်ဆင့်နှစ်သိမ့်ခြင်းခံရတဲ့အပေါ်မှာရှင်ပေါလုရဲ့ဒုက္ခဆင်းရဲတွေမှာနော်နှစ်သိမ့်လူများကိုပြန်လဲနှစ်သိမ့်ပေးခြင်းတွေနဲ့တော့ပြောရမယ်ဆိုရင်ပြန်လဲဝင်ငှခြင်းဆိုတဲ့ကောင်းစဉ်အဖြစ်နေ့စဉ်ခွန်အားမှာတော့ကျွန်တော်တို့နော်ယုံကြည်သူအရောက်စီတိုင်းအသင်းတော်တိုင်းရဲ့အထက်ထဲမှာနော်ဘုရားရဲ့မေတ္တာကိုနော်ပြန်လဲဝေမျှခြင်းတွေရှိဖို့ရန်နော်အရောက်စီတိုင်းကိုနော်တတိပေးနေတာဖြစ်တယ်စဉ်းစားဆင်ခြင်ရမယ်အပိုင်းနံပါတ်1မှာဆုံးရှုံးမှုသို့မဟုတ်ဆင်းရဲဒုက္ခများကြုံတွေ့နေရခြင်းတွေဘုရားသခင်ကသင်ကိုမြည်သို့နှစ်သိမ့်ပေးခဲ့သည်။နော်ကျွန်တော်ဆုံးရှုံးတဲ့ချိန်မှာပဲလို့နှစ်သိမ့်ပေးကြတယ်။နော်ကျွန်တော်အားလုံးနော်အရောက်စီတိုင်းမှာမဖြစ်မနေဆုံးရှုံးမှုအကြီးကြီးတစ်ခုရှိပါတယ်။နော်အဲ့ဒါကဘာလဲဆိုတော့အပြစ်ငရဲကိုသွားရမယ်ဆိုတဲ့အရာဖြစ်တယ်။ဒီအပြစ်ငရဲကိုသွားရမယ်ဆိုတဲ့အရာကဒီဘုရားသခင်ကဘာဖြစ်လဲဘယ်လိုနှစ်သိမ့်ပေးခဲ့တယ်လဲ။နော်ပြောမယ်ဆိုရင်လက်ဝါးကတိုင်းမှာနော်ကျွန်တော်တို့နော်ကိုယ့်အပြစ်အတွက်နော်သေခြင်းပြည့်ရခါဟာသေခြင်းကျွန်တော်ကိုနိုင်ကသေခြင်းခံရမယ့်နေရာမှာခရစ်တော်ကကျွန်တော်ကိုစားအသေးခံပေးတယ်တကြိုချင်းခံတယ်တကြိုပြီးတိုးအမြောက်နေမှာထမြောက်တယ်သေခြင်းမှာလာမဆုံးဘူးနော်ကျွန်တော်အရောက်စီတိုင်းကိုမလုပ်ပေးလဲအပြစ်ငရဲကနေကဲတင်ပေးခြင်းအဖြစ်ကျွန်တော်အသီးသီးရဲ့အသက်တာမှာနော်နှစ်သိမ့်သက်တာတဲ့အခွင့်ကိုဘုရားကပေးခဲ့တာဖြစ်တယ်ဒါကိုတော့နော်ယုံကြည်သူတိုင်းဘယ်သူမှမငြင်းနိုင်ဘူးလို့ကျွန်တော်တို့ပြောရဲပါတယ်။အမို့ကောရိန္သုဩဝါဒစာဒုတိယစာခန်းကြီး၈ခန်းငယ်9မှာနှစ်ကော၈9မှာအကြောင်းမူကားငါတို့၏သခင်ယေရှုသည်တဲ့စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကနော်ဒါကိုတချို့လူတွေကတော့လွဲမှားစွာသုံးတယ်နော်ပြောရမယ်ဆိုရင်လောကမှာသူတို့ချမ်းသာကြွယ်ဝလာဖို့နော်ဘုရားသခင်ကဆင်းရဲခံတယ်ဆိုပြီးတချို့တွေကနော်အဲ့လိုသဘောဟောပြောတာလည်းတွေ့ရတယ်တကယ်တော့ဒီကျမ်းကျရဲ့အနှစ်သာရကကျွန်တော်တို့နော်ဆင်းရဲလို့ပြောတဲ့အခါမှာကျွန်တော်ခန္ဓာစိတ်ဝိညာဉ်ဘာဖြစ်လဲဆင်းရဲနေကြတယ်နော်တရက်မှာနော်ငရဲကိုသွားဖို့ရှိတယ်အဲ့ဒီအမှုရာကနေကျွန်တော်တို့ကိုကယ်တင်ပေးတာဖြစ်တယ်လို့ဒီကနေ့နားလည်ဖို့ရန်ပြောခြင်းတယ်။နော်ဒီစီးစိမ်ဆိုတာကကျွန်တော်တို့အထဲထဲကနေတန်ရှင်းသောဝိညာဉ်တော်ရဲ့အလုတ်လုတ်ပေးခြင်းဂျေဇုတော်ရဲ့နော်အလုတ်လုတ်ပေးခြင်းဆိုတဲ့အရာပေါ်မှာကျွန်တော်တို့အသက်တာတွေအသက်ရှင်ခြင်းကိုစီးစိမ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်။နော်ငွေကြေးချမ်းသာတဲ့ဆိုတဲ့အရာကိုဇိကဆိုလိုထားတာမဟုတ်ပါဘူး။နော်အားမျိုးပြောတဲ့အခါမှာနော်မချမ်းသာဘူးလို့လည်းပြောတာမဟုတ်ဘူး။နော်ဖခင်ကနော်လူတွေကိုနော်ဆုကျေးဇူးအမျိုးမျိုးပေးတယ်ချမ်းသာတဲ့လူတွေကိုလည်းထားတယ်လူတိုင်းကိုတော့နော်ချမ်းသာပေးမယ်လို့တော့မပြောထားဘူး။နော်မတူညီတဲ့ဆုကျေးဇူးတွေအားဖြင့်သူ့ရဲ့အသင်းတော်ကြီးကိုဖခင်ကတီဆောက်ပေးနေတာလည်းဖြစ်တယ်ဆိုတော့ဒီမှာပြောချင်တာစီးစိမ်ရှိတော်လေနော်ကောင်းကင်ဘုံစီးစိမ်နော်ပြောရမယ်ဆိုရင်နှုတ်ကပတ်တော်မှာကောင်းကင်ဘုံစီးစိမ်ရှိတယ်ဒါပေမဲ့လည်းသူကလူစားတိကိုလာခံတယ်ယေရှုအဖြစ်မွေးဖွားတယ်ဒုက္ခတွေခံတယ်နောက်ဆုံးလက်ဝါးကတိုင်မှာနော်လူသားအပေါင်းတဲ့ဘာလို့ပေးလဲကိုစားအသေးခံပေးတယ်ဒါပေမဲ့သေခြင်းမှာလာမဆုံးဘူး၃ရက်မြောက်သောနေ့မှာနော်ထမြောက်ခဲ့တယ်ဆိုတဲ့အရာအမော်ဒီမှာနော်ကျွန်တော်တို့စီးစိမ်ရှိဖို့လို့ပြောတဲ့အခါမှာကျွန်တော်တို့အသက်တာမှာနော်ပြောရမယ်ဆိုရင်ဖျားဘုံစီးစိမ်ကို
နော်ဝိညာဉ်တော်အားဖြင့်ဘုရားသခင်ကကျွန်တော်တို့ကိုပေးထားပြီးဖြစ်တယ်ဒါကိုနားလည်ဖို့ရာအရေးကြီးတယ်နော်အဲ့လိုပြောလို့ခုနပြောခဲ့ပြီးကြွယ်ဝချမ်းသာဖို့ကအဓိကမဟုတ်ဘူးခန္ဓာစိတ်ဝိညာဉ်၃ပါးလုံးနော်ကျမ်းမှာချမ်းသာဖို့ဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်အမို့သင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူတယ်နော်ဘာမှလဲလဝါကတိုင်းပေါ်မှာဒီကျွန်တော်အားလုံးအတွက်နော်ဆင်းရဲခြင်းကိုခံခဲ့တယ်နော်ဒီကျေးဇူးတော်ကိုကျွန်တော်တို့ဒီကနေ့ရောက်စီတိုင်းသိနာလဲတာဖြစ်တယ်အမို့ဒီနော်နှစ်သိမ့်သက်သာခြင်းတွေရဲ့အစကနဦးကတော့ခရစ်တော်ဖြစ်တယ်လို့နားလဲရတာဖြစ်တယ်ခရစ်တော်အဖြစ်ဘယ်သူတွေဖြစ်လာတယ်ကျွန်တော်ယုံကြည်သူတွေဖြစ်လာတယ်ယုံကြည်သူကနေယုံကြည်သူနောက်မှတခါမယုံကြည်သူတွေကိုလည်းကျွန်တော်တို့နော်ပြန်လဲဝေငှပေးဖို့ရန်ဖြစ်တယ်ဒီကွင်းဆက်ကြီးကဘယ်တော့မှမဆုံးဘူးဆိုတော့ဒီကနေ့ပြောတာဖြစ်တယ်အောက်မှာကျွန်တော်တို့ဘလို့နော်သက်သာခြင်းနေကျွန်တော်ဘလို့ရကြမလဲနံပါတ်1မှာဆက်ဆံရေးအားဖြင့်သက်သာစေခြင်းဆက်ဆံရေးအားဖြင့်နော်ဖခင်နဲ့သခင်နဲ့ဆက်ဆံတယ်လူချင်းဆက်ဆံကြတယ်မာသဲ7 28 29မှာဝင်လေးပင်မသောသူပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမည်ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိတင်တို့စိတ်နှလုံးသည်သက်သာခြင်းကိုရလိမ့်မည်ဆိုတော့ဒီမှာအဓိကနော်သခင်ယေရှုပြောချင်တာကငါထံ၌နီးခံပါငါသည်နူးညံ့သိမ်မွေ့တဲ့စိတ်သဘောဆိုတာပြောရမယ်ဆိုရင်နာခံခြင်းအပြည့်ရှိတယ်လို့သူကဖော်ပြတာဖြစ်တယ်သူကဘာကိုနာခံတာလဲခမဲတော်ရဲ့အကြံစီတွေအားလုံးပေါ်မှာသူနာခံခြင်းအပြည့်ရှိတယ်နော်ဘာမာနာတခုမှမရှိဘူးအမှဒီကနေ့မှာကျွန်တော်တို့အရောက်စီသားရဲ့အသက်တာမှာနော်ဝင်လွှေးပင်ပန်းလာကျွန်တော်ဘယ်သူစီသွားမလဲနော်သခင်ယေရှုခရစ်စီသွားဖို့ဖြစ်တယ်ပြီးတော့မှသူထံမှာနီးခံရမယ်နော်သူကကျွန်တော်ကိုသွန်သင်ပေးမယ်နော်သူတစ်ပြည့်ဝိညာဉ်တော်အားဖြင့်နော်သွန်သင်ပေးမယ်ကျွန်တော်ထဲကနေနော်သွန်သင်လေးပေးနေမယ်ကျွန်တော်ထဲကနေလမ်းပြနေမယ်ကျွန်တော်တို့ကိုအုပ်ဆိုးနေတယ်လို့ကျွန်တော်ဒါကိုနားလည်ရတယ်အဲ့ဒီအဖြစ်ဘာဖြစ်လဲကျွန်တော်စိတ်နှလုံးသားကသက်သာခြင်းအခွင့်ကိုရမယ်လို့ကျွန်တော်ဒီကနေ့နားလည်ရမှာဖြစ်တယ်နော်ငါဆိုတဲ့အတ္တမာနနဲ့အသက်ရှင်လို့မရဘူးလားရှင်လို့ရပါတယ်နော်ဘယ်တော့မှသက်သာခြင်းအခွင့်မရှိဘူးနော်အထူးသဖြင့်သူတစ်ပါးကိုစိတ်ဆိုးစိတ်တူတယ်ဆိုတာကနော်သူတစ်ပါးကတော့ဘယ်လိုနေလဲမဟုတ်ဘူးဘယ်လိုနေလဲတော့မပြောတတ်ဘူးလူများကိုစိတ်ဆိုးရတဲ့ဘာဖြစ်လဲကိုနိုင်မှာအရန်ပင်ပန်းပါတယ်အားမကျွန်တော်ရောက်စီတိုင်းနားလည်ဖို့ကငါဆိုတဲ့အရာကကျွန်တော်ကောင်းကျိုးတစ်ခုမှမပေးဘူးဆိုတာကိုပြောချင်ပါတယ်ဖိလိပ္ပိနှစ်1ကနေ9မှာထို့ကြောင့်ခရစ်တော်၌သက်သာခြင်းမေတ္တာနှင့်ဆက်ဆိုင်သောချမ်းသာခြင်းနော်ပြောရမယ်ဆိုရင်မေတ္တာနဲ့ဆက်ဆိုင်သောချမ်းသာခြင်းဆိုတာဘာကိုဆိုလိုလားလူများကိုချစ်နိုင်မယ်နော်လူများကိုချစ်နိုင်မယ်ချစ်ချင်းမေတ္တာတွေကြွယ်ဝမယ်ဒါကိုဆိုလိုတာဖြစ်တယ်။အော်မကျွန်တော်ဒီကနေ့မှာလူများကိုမချစ်နိုင်သေးဘူးလား။သင်စဉ်းစားပါ။သင်ထဲမှာဘာရှိနေသလဲနော်ပြီးတော့ခရစ်တော်၌လည်းသက်သာခြင်းရှိရလား။ဝိညာဉ်တော်နဲ့မိစ္ဆာအဖွဲ့ခြင်းတနာဆုံမဲ့ခြင်းတည်းဟူသောအရာတစ်စုံတစ်ခုရှိလျင်သင်တို့သည်ချင်းချင်းချစ်ကြ၍အော်မော်ဒီမှာအသင်းတော်ထဲမှာတယောက်နဲ့တယောက်ဘာဖြစ်လဲနော်ချစ်ဖို့ရန်အင်မတန်မှအရေးကြီးတယ်နော်သင်တော်ထဲမှာကျွန်တော်တို့မချစ်နိုင်သေးဘူးလားနော်ပြန်စဉ်းစားဖို့ရန်အင်မတန်အရေးကြီးပါတယ်စိတ်မကွဲပြားပဲတလုံးတဝရီကြံစီခြင်းနဲ့တကွာနော်ဒီလူတွေကဘာကိုလုပ်ရမလဲနော်ဖခင်ရဲ့အမှုတော်ဆောင်မှဖို့လိုတယ်ဒီအမှုတော်ဆောင်တဲ့ခါမှာပြတလုံးတဝတယ်ဆိုတာနော်ကျွန်တော်တို့ဘယ်သူရဲ့စံနမူနာကိုကြည့်မလဲဆိုရင်နော်ဖခင်ရဲ့သဘောတဘာဝကိုကြည့်ဖို့လိုတယ်၃ပါးဘာဖြစ်လဲတလုံးတော်ရတယ်နော်ပြောရမယ်ဆိုရင်ခမဲတော်ကနော်အမှုရာတစ်ခုကိုလုပ်မယ်ဆိုရင်ခမဲတော်ကပြောတယ်နော်နှုတ်ကပတ်တော်ကလှုပ်တယ်အခုချိန်မှာသားတော်ကလှုပ်တယ်နော်ပြီးတော့မှတခါဝိညာဉ်တော်ကတော့တကယ်လက်တွေ့အကောင့်ထဲပေါ်တယ်ဒါပေမဲ့သူတို့၃ပါးလုံးကအလုပ်တစ်ခုတည်းကိုလုပ်နေသလိုကျွန်တော်ဒီကနေ့မှာအသင်းတော်မှာနော်ဘယ်အမှုရာဘုရားအတွက်လှုပ်ဆောင်တဲ့အခါမှာနော်အမှုရာတစ်ခုကိုလှုပ်တဲ့အခါမှာနော်အားလုံးကဒီတစ်ခုအတွက်အတူတူတက်ညီလက်ညီလောက်ကြဖို့ရအရေးကြီးပါတယ်အားမောပါဖြစ်လေတလုံးတဝတဲ့ကြံစီခြင်းနဲ့တကွသ
ဘောတညီတညွတ်တဲ့ရှိသောအပြင်စိတ်နှလုံးမှာလည်းသဘောကအတူတူပဲဖြစ်နေရမယ်နော်တယောက်ကဟိုလိုလုပ်ချင်တယ်တယောက်ကတော့ဒီလိုလေးကမကောင်းဘူးလားနော်ဒီလိုမျိုးလို့နော်ဆန့်ကျင်ဘက်တွေမရှိဘဲနဲ့အားလုံးကအမှုရာတစ်ခုကိုစိတ်သဘောထားမကွဲမပြားပဲနော်လှုပ်ဖို့ရန်လဲလို့တယ်နော်အဲ့လိုလှုပ်ခြင်းအပြင်ပါဖြစ်လဲငါဝမ်းမြောက်စရာအကြောင်းကိုစုံလင်စေကြလောနော်ရှင်ပေါလုကနော်သူဝမ်းမြောက်ဖို့သူဝမ်းမြောက်ရင်ဘယ်သူဝမ်းမြောက်လဲဘုရားလည်းဝမ်းမြောက်မှာဖြစ်တယ်ရန်တွေ့လိုသောစိတ်အချီးနှီးကြော်သောကိတ္တိကိုတတ်မဲ့သောစိတ်ရှိပြီနော်ရန်တွေ့ခြင်းတဲ့စိတ်တွေမရှိရဘူးเนาะသင်တော်ထဲမှာရန်တွေ့ခြင်းနဲ့စိတ်တွေရှိနေပြီဒါကပြောရင်ငါဆိုတဲ့အတ္တရှိတဲ့သူရှိနေတယ်เนาะဒီလူကเนาะပြောရမယ်ဆိုရင်တကယ်ပဲကဲတင်ခြင်းကိုရောက်သေးသလားအချီးနှီးကြော်သောကိတ္တိချုပ်ကနာမည်ကြီးခြင်းတယ်เนาะတပည့်မှုကိုမှမပြုနေသူတစ်ပါးသည်ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟုနှိမ့်ချသောစိတ်ရှိ၍နော်လူများကကိုယ့်ထက်ပိုကောင်းတယ်ဆိုတဲ့နော်ခံယူချက်ထားပြီးတော့မှတယောက်နဲ့တယောက်နှိမ့်ချတဲ့သဘောနဲ့ဘာလို့အောင်မလဲဆက်ဆံဖို့ရာနော်အရေးကြီးတယ်နော်ထင်မှတ်ကြလို့ကိုယ်မှုရာကိုမရှုမှတ်ပဲနော်ကိုယ့်အတွက်မဟုတ်ဘူးလူများအတွက်ပဲဘာလို့မလဲစဉ်းစားပေးရမယ်နော်ဒီနေ့မှာကျွန်တော်တို့နော်ကိုယ့်အတွက်ပဲကိုစဉ်းစားနေသလားနော်အချင်းချင်းရှုမှတ်ကြလို့ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကိုသင်တို့၌လည်းရှိစေကြလို့အမှကျွန်တော်ရောက်စီတိုင်းမှာယေရှုခရစ်ရဲ့စိတ်သဘောကိုရဖို့ဘာကိုပေးထားလဲတန်ရှင်သောဝိညာဉ်တော်ကိုဘုရားကပေးထားပါတယ်ယောဟန်15:73မှာငါပြည့်ညတ်ဟုမူကားတဲ့ငါသည်တင်တို့ကိုချစ်သည်နီးတူတင်တို့သည်ချင်းချင်းချစ်ကြလောကိုယ်ဆွေဖို့လို့ငါကိုယ်အသက်ကိုစွန့်ကြည်မြတ်တာတဲ့တာ၍မြတ်တော်မြတ်တာအဘယ်သူ၌မျှမရှိနော်တယောက်နဲ့တယောက်ဘာဖြစ်လဲချစ်ချင်းမြတ်တာဆက်ဆံရေးမျိုးရှိဖို့နော်ဘုရားသခင်ကနော်သွန်သင်ထားတာဖြစ်တယ်ကောလောသဲ3:73မှာတယောက်နဲ့တယောက်အပြစ်တင်စရာအခွင့်ရှိလျင်နော်ဒီနေ့မှာကျွန်တော်တယောက်နဲ့တယောက်အပြစ်တင်နေသေးရင်သင်ကနော်စုံလင်တဲ့သူမဟုတ်သေးဘူးသင်မှာတခုခုလုံနေသေးတယ်နော်ပြောရမယ်ဆိုရင်အပြစ်မြင်တတ်တဲ့သဘောရှိနေသေးတယ်အမကို၌ကောခွင့်လွတ်ခြင်းမရသေးလို့လားကိုယ့်ရဲ့အသက်တာကိုပြန်ဆန်းစစ်ဖို့လဲပြောခြင်းပါတယ်အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလော့ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့ထိုနည်းသူပြုကြလော့အမကျွန်တော်လူများကိုအပြစ်ရှာနေပြီဆိုရင်စဉ်းစားပါမိတ်ဆွေကအပြစ်လွတ်ခြင်းခံရတယ်ဆိုတာဟုတ်ကောဟုတ်ရဲ့လားနော်ပြောရမယ်ဆိုရင်အပြစ်ပြေခြင်းရစ်ကိုပူဇော်တဲ့နော်ခရစ်တော်ကိုမြင်ရလားနော်ပြန်ပြီးတော့မှကိုယ့်ရဲ့သက်တာကိုစဉ်းစားပါကို၌ကအပြစ်လွတ်ခြင်းခံထားရတဲ့အတွက်လူများကိုအပြစ်မလွတ်ခြင်းပဲမနေဘူးဆိုတော့ကျွန်တော်ပြောရဲပါတယ်အမှကျွန်တော်တို့သက်တာမှာနော်လူများကိုခွင့်မလွတ်နိုင်သေးဘူးဆိုရင်စဉ်းစားပါမိတ်ဆွေကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး1အခန်းငယ်3-4တနာခြင်းကိယနာ၏အပသက်သာခြင်းအမျိုးမျိုးတို့၏အရှင်ဒီဟုသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်း။ဒါကခမဲတော်ဘုရားကိုယဉ်ညွန်ပြီးပြောတာ။နောက်သူ့မှာဘာဖြစ်လဲတနာခြင်းကိယနာအသက်သာခြင်းကိုလည်းဘာဖြစ်လဲမပေးနိုင်ဘူးလားပေးနိုင်ပါတယ်။ငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်ကိုယ်တိုင်သက်သာခြင်းရှိတဲ့ကဲ့သို့ကျွန်တော်သက်သာခြင်းမရှိဘူးလားကိုယ်သက်သာကိုပြန်စဉ်းစားနော်အဲ့လိုဆိုလို့ငါကမချမ်းသာလို့မသက်သာဘူးလို့တတ်မှတ်ဖို့ရန်ဆိုလိုတာမဟုတ်ဘူးနော်ကျွန်တော်မချမ်းသာပေမဲ့လည်းကျွန်တော်အသက်တာတွေမှာဘာဖြစ်လဲအစင်မပြေနေဘူးလားအစင်ပြေကြပါတယ်နော်မကိုယ့်ရဲ့အသက်တာမှာနော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုဘယ်တော့မှမမေ့ပါနဲ့နော်ကျေးဇူးတော်အားဖြင့်ကိုယ်တိုင်သက်သာခြင်းရှိတဲ့ကဲ့သို့ဆင်းရဲခြင်းအမျိုးမျိုးခံရသောသူတို့ဟာသက်သာစေနိုင်မိကြောင်းကို၌ကဖျားစီအားဒီသက်သာခြင်းအခွင့်ခံစားရတဲ့အခါမှာဆင်းရဲခြင်းရှိတဲ့သူတွေဘာလို့မလဲကိုချင်းစာတတ်ရမယ်သူတို့သက်သာစေဖို့ရန်ကျွန်တော်တို့ဘာလို့ပေးရမလဲနှစ်သိမ့်ပေးရမယ်နော်မျှဝေပေးရမယ်မေတ္တာပြရမယ်ပေးကမ်းကြရမယ်နော်ဆင်းရဲခြင်းမျိုးတို့ဤဖျားသခင်သည်ငါတို့ဟာ
သက်သာစေတော်မူ၏နော်အဲ့လိုမျိုးလို့လှုပ်ဆောင်နိုင်ဖို့ရန်နော်ဒီဖခင်ကကျွန်တော်တို့အားလုံးကိုသက်သာခြင်းအခွင့်ကိုပေးထားတယ်လို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။အော်နံပါတ်1တစ်ချက်မှာနော်ပြောရမယ်ဆိုရင်ဆက်ဆံရေးအပြင်သက်သာစေခြင်းဒါကဖခင်ရဲ့အကြံစီတွေဖြစ်တယ်။နော်နံပါတ်2ကဝိညာဉ်ရေးရာခွန်အားပေးခြင်းဖြင့်သက်သာစေခြင်းဆိုတော့ဒီမှာဝိညာဉ်ရေးရာကနော်ပြောရမယ်ဆိုရင်ကျွန်တော်ခန္ဓာရေးရာတဲ့ပို့ပြီးနော်ဘယ်လိုခေါ်မလဲအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်နော်ကျွန်တော်အသက်တာမှာကနော်ကျွန်တော်ခန္ဓာခွန်အားကြီးတာပဲကျွန်တော်များသောအားဖြင့်ဘယ်လိုခေါ်မလဲနော်ခံစားမှုကြတယ်တွေ့ကြုံမှုကြတယ်နော်ဝိညာဉ်ရေးရာခွန်အားကြီးတာကနော်လူတိုင်းမတွေ့ကြုံသေးဘူးလို့တော့ကျွန်တော်ပြောရဲပါတယ်အောင်ကျွန်တော်အသက်တာထဲမှာနော်ဒီဝိညာဉ်ရေးရာခွန်အားကြီးဖို့ရန်ဘယ်သူကလုပ်ပေးလဲဆိုတော့ဘုရားသခင်ကပဲလုပ်ပေးတယ်ဘယ်သူအားဖြင့်လဲတာရှင်သောဝိညာဉ်တော်အားဖြင့်ခရစ်တော်အားဖြင့်တော့ကျွန်တော်တို့ကိုလှုပ်ပေးနေတာဖြစ်တယ်ဖိလိပ္ပိ4:73မှာငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်ဆွမ်းနိုင်သည်ဒီခတ်သိမ်းသောအမှုလို့ပြောတဲ့အခါမှာနော်ဒဂုပုနာဒီတကောအာနာပါဝါတွေကိုပြတဲ့သဘောဆိုလိုတာမဟုတ်ဘူး။နောက်လို့ပေးခန်းလူတိုင်းချင်းလူများကိုမချစ်နိုင်တဲ့နေရာမှာချစ်နိုင်ခြင်းနော်စသည်ဖြင့်တတ်နိုင်ခြင်းတွေကိုဆိုလိုတာဖြစ်တယ်။ဒါကိုဘယ်သူကပေးလဲခရစ်တော်အားဖြင့်ပြောမယ်ဆိုရင်ဝိညာဉ်တော်အားဖြင့်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်။အေဖက်36ဆုတောင်းသောချက်မူကဝိညာဉ်တော်အားဖြင့်သင်တို့၏အတွင်းလူကိုခွန်အားနဲ့မြဲမြံခိုင်ခန့်စေပြီ။နော်ကျွန်တော်ရဲ့ဝိညာဉ်လူကနော်ခွန်အားကြီးဖို့လိုတယ်ဆိုတဲ့ຢာကိုဆိုလိုတာဖြစ်တယ်။နော်ကျွန်တော်တို့များသောအားဖြင့်တော့နော်လောကအစာတွေစားပြီးတော့မှဇာတိလူပဲပါဖြစ်လေခွန်အားကြီးတယ်။နော်များသောအားဖြင့်နော်အသင်းတော်တွေမှာကြည်တပတ်မှတစ်ခါဝိညာဉ်စာစားကြတယ်။ဆိုတော့ဒီလူတွေကဝိညာဉ်ခွန်အားဘယ်လိုလုပ်ရှိမလဲ။နော်အသက်တာမှာမိတ်ဆွေစဉ်းစားကြည့်ပါနော်တပတ်မှတစ်ခါနော်ဖယားနဲ့မိသားဖွဲ့မယ်နော်သင်သူသင်သားချင်းမိသားဖွဲ့မယ်တပတ်မှတစ်ခါဒီဝိညာဉ်အစာကိုစားမယ်ဆိုရင်မိတ်ဆွေကို၌လောကအစာကိုတပတ်မှတစ်ခါစားကြည့်ပါလားဘယ်လိုနေသလဲအမပြောချင်တာကနော်ဒီအတွင်းလူခိုင်ခန့်ဖို့ကိုနော်ကျွန်တော်တို့ဝိညာဉ်တော်ကမဆတယ်အဲ့လိုဝိညာဉ်တော်ကမဆတဲ့ခါမှာကျွန်တော်တို့ကလည်းဝိညာဉ်တော်ရဲ့သဘောတဘာဝကိုပူပေါင်းဖို့လိုတယ်နော်တရက်ကျွန်တော်တို့ကိုဝိညာဉ်တော်ကအထက်ကမပြောဘဲနဲ့မနေပါဘူးနော်ကျမ်းစာဖတ်ဖို့ဆုတောင်းဖို့လူများကိုသနာဖို့နော်လှုပ်ဆောင်နေမှာဖြစ်တယ်ဒါကိုကျွန်တော်တို့ကနော်ဒီဝိညာဉ်ရဲ့အလိုတိုင်းလိုက်လျှောက်ဖို့ရန်လည်းအရေးကြီးပါတယ်ကိုရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7ခန်းငယ်9မှာငါကျေးဇူးသည်သင်ဖို့လောက်ပေ၏ငါတကူသည်အားနည်းခြင်းဖြစ်၌စုံလင်တတ်သည်ဟုမိန်တော်မူ၏ထို့ကြောင့်ခရစ်တော်၏တကူသည်ငါပေါ်ကျိဝတ်တော်မူမိကြောင်းငါကိုယ်၌အားနည်းခြင်းဖြစ်ကိုဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းကသာဝါကြွားခြင်းကသာ၍ငါလိုရှိ၏နော်သူရဲ့ခန္ဓာကိုယ်အားနည်းနေတဲ့အရာပေါ်မှာဘာဖြစ်လဲနော်သူဝါကြွားဝမ်းမြောက်တယ်ဘာကြောင့်လဲဆိုတော့သူရဲ့ခန္ဓာကိုယ်ပြောမယ်ခန္ဓာစိတ်ဝိညာဉ်အားနည်းနေတဲ့အချိန်မှာနော်ဖခင်ရဲ့တကူကသူ့ရဲ့အသက်တာမှာတည်ရောက်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပြောရမယ်ဆိုရင်သူ့ရဲ့အသက်တာမှာယေရှုရှင်တန်တဲ့အသက်တာမျိုးနော်ဖြစ်လာတယ်ဆိုတဲ့အရာကိုဂလာတိ2:20မှာလည်းဖော်ပြထားတယ်ပြောရမယ်ဆိုရင်ငါဆိုတဲ့အတ္တနဲ့သူအသက်မရှင်ဘူးလို့လည်းကျွန်တော်တို့နားလည်ရတယ်အဲ့လိုငါဆိုတဲ့အရာတွေမထောင်လွှားနိုင်အောင်သူ့ရဲ့အသက်တာမှာအားနည်းခြင်းကိုဖြစ်စေတယ်လို့ဒါကိုဆိုလိုထားတာဖြစ်တယ်ပြောရမယ်ဆိုရင်အဲ့လိုအားနဲ့မှကျွန်တော်တို့ထဲမှာရှိတဲ့ဝိညာဉ်တော်ရဲ့တကူဟာနော်ပေါ်ထွန်းလာမှာဖြစ်တယ်လို့လည်းသိရတယ်ယောဟန်16:33မှာသင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏နော်ခရစ်တော်ကပြောတာဖြစ်တယ်နော်ညီသက်သာခြင်းရှိဖို့နော်သူပြောတဲ့စကားတွေနော်ဒုက္ခဆင်းရဲတွေခံရမယ်ဒါပဲမစိုးရိမ်နဲ့ဘာကြောင့်လဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်အပြည့်ကျွန်တော်တို့ကိုနော်ဘုရားသခင်ကမဆနိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီကနေ့မှာနားလည်ဖို့ရရေးကြည့်တယ်။အောင်နှစ်တစ်ချက်ကနော်ဝိညာဉ်ရေး
ဒီမှာခွန်အားပေးခြင်းဖြင့်တော့ကျွန်တော်တို့ကိုသက်သာစေတယ်သုံးကသဘောထားညီညွတ်ခြင်းဖြင့်သက်သာစေခြင်းနော်သဘောထားညီညွတ်တယ်နော်ကျွန်တော်အသင်းတော်မှာဘာဖြစ်လဲသဘောထားညီညွတ်ဖို့လိုတယ်အဲ့လိုသဘောထားညီညွတ်နိုင်အောင်လဲဘုရားကဘာလို့လဲတဝိညာဉ်ထဲမှာပဲအားလုံးကိုဗတ္တိဇံပေးထားတာဖြစ်တယ်အမကျွန်တော်ကသဘောထားမညီညွတ်သေးဘူးဆိုရင်ဘာလို့နေသလဲကျွန်တော်တက်တာများပြန်ပြီးစမ်းစစ်ဖို့လဲလိုလိမ့်မှာဖြစ်တယ်မာသဲ18:20မှာအကြောင်းမူကားတဲ့အကျင့်ရ၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုထောက်၍စည်းဝေးကြ၏ထိုရ၌သူတို့အလယ်မှာငါရှိသည်ဟုမိန့်တော်မူ၏နော်ဒါကသခင်ယေရှုပြောတာနော်ဒီလူနှစ်ယောက်သုံးယောက်ကသဘောတူပြီးနော်ရှိနေမယ်ဆိုရင်သူတို့အလယ်မှာငါရှိနေမယ်ဒီကနေ့မှာကျွန်တော်တို့နှစ်ဦးသုံးဦးတော့ပေါင်းကြပါတယ်တကယ်ကောသဘောတူကြရဲ့လားသဘောမတူဘူးဆိုရင်တော့အလကားပါပဲဘာမှဖြစ်လာမှာမဟုတ်ဘူးเนาะရှင်ယော33:34-35မှာသင်တို့သည်ချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့ငါသည်သင်တို့ကိုချစ်သည်နည်းတူချင်းချင်းချစ်ကြလော့ဟုပညတ်သေးကိုငါပေး၏နော်တယောက်နဲ့တယောက်ချစ်ရမယ်ဆိုတဲ့သဘောတူညီမှုကိုဆိုလိုတာဖြစ်တယ်သင်တို့သည်ချင်းချင်းချစ်ကြရင်လူပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်နော်ကျွန်တော်တယောက်နဲ့တယောက်ချစ်တယ်ဆိုတော့ကိုနော်လူများကပြေးမယ်ဆိုရင်ကျွန်တော်အားလုံးကဘာဖြစ်လဲခရစ်တော်ရဲ့တပည့်တွေဖြစ်တယ်ပြောရမယ်ဆိုခရစ်တော်နည်းတူကျွန်တော်တို့ကိုနော်လူများကိုလည်းပြန်ပြီးတော့နှစ်သိမ့်နိုင်မယ်လို့သက်သာစေတယ်လို့ကျွန်တော်တို့နားလည်ရတာဖြစ်တယ်အဲ့အတွက်ဘာဖြစ်လဲသဘောထားညီညွတ်ခြင်းရှိဖို့ရန်အရေးကြီးပါတယ်ဂလာတိ6:မှာထမ်းရွက်ဆရာဝန်ချင်းကိုချင်းချင်းကူညီ၍ထမ်းရွက်သောအဖြစ်ခရစ်တော်၏တရားကိုကျင့်ကြလောအမခရစ်တော်ရဲ့တရားကဘာဖြစ်လဲကျွန်တော်အချင်းချင်းနော်ကူညီကြမယ်ရိုင်းပင်ကြမယ်ဒါကအသင်းတော်ရဲ့သဘောတဘာဝဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်သက်သာလုံးនៃဩဝါဒဆောင်ပထမဆောင်ခန်းကြီး9ခန်းငယ်7ထို့ကြောင့်ထိုသင်တို့သည်ယခုပြုသည့်ဤသူအချင်းချင်းတိုက်တွန်း၍တယောက်ကိုတယောက်တီဆောက်ကြလောနော်သဘောတညီကျွတ်တဲ့ရှိတယ်ဆိုတာအရာနော်တယောက်နဲ့တယောက်ဘာလို့မှလဲတီဆောက်ပေးရမယ်နော်နှုတ်ကပတ်တော်တွေအားဖြင့်နော်မေတ္တာတရားအားဖြင့်မေတ္တာပြခြင်းအားဖြင့်နော်တယောက်နဲ့တယောက်တီဆောက်နေတဲ့အသက်တာတွေဖြစ်ဖို့ဒါကဘယ်နာမှတွေးရမလဲဆိုတော့အသင်းတော်မှာတွေးဖို့ရန်ဖြစ်တယ်အမဒီကနေ့မှာအသင်းတော်တွေမှာနော်ကျွန်တော်သဘောထားတညီတညွတ်ရှိကြရဲ့လားနော်ရှိကြဖို့ရန်အရေးကြီးပါတယ်ပြောရမယ်ဆိုအကုန်လုံးအသင်းတော်လို့ပြောတဲ့အခါမှာအမောနော်ဆရာကြီးယူဒရန်သူ့ရဲ့ဝေစာမှာကြည့်ရင်နော်ဒီအမှုတော်ဆောင်တဲ့လူတွေအားလုံးကဲတင်ခြင်းမဖြစ်နေရောက်တဲ့သူတွေပဲဖြစ်ရမယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါမှသဘောထားတလုံးတဝရတယ်ဖြစ်မယ်လို့လည်းနားလည်ရတယ်နံပါတ်4ကလွတ်မြောက်ခြင်းအပြင်သက်သာစေခြင်းလွတ်မြောက်ခြင်းအပြင်သက်သာစေခြင်းဂလာတိ9:1ထို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းခွင့်၌တည်နေသဖြင့်ကျွန်ခံရာတဘိုးကိုထမ်း၍ချီနှောင်ခြင်းကိုတပံမခံကြနေ။ကျွန်တော်အားလုံးရဒီနော်ပြောရမယ်ဆိုရင်ပြည့်ညတ်တရားလက်ကနေလွတ်သွားပြီ။ကျေးဇူးတရားထဲမှာကျွန်တော်တို့အသက်ရှင်နေရတာဖြစ်တယ်။အဲမှာကျွန်တော်တို့ကိုပြည့်ညတ်တရားရဲ့စိုးမိုးခြင်းကိုမခံဘူး။နော်ကျွန်တော်တို့ကဘုသူရဲ့စိုးမိုးခြင်းကိုခံမှာလေကျေးဇူးတော်ပြောရမယ်ဆိုဝိညာဉ်တော်ရဲ့ကျွန်တော်ထဲကနေအုပ်ဆိုးခြင်းလမ်းပြခြင်းအပေါ်မှာဘာလို့မလဲလိုက်လျှောက်အသက်ရှင်ဖို့နာခံအသက်ရှင်ဖို့အရေးကြီးတယ်ယောဟန်8:36မှာထို့ကြောင့်သားသည်တင်တို့ကိုလွတ်လေတင်တို့သည်ဧကံမှလွတ်ကြလိမ့်မည်ငါပြောရမယ်ဆိုရင်ခုနပြောတဲ့ချီနှောင်ခြင်းတွေဒီပညာတရားအားဖြင့်နော်ဒီဘယ်လိုလုံးမဘယ်လိုမလုပ်ရဘူးစသည်ဖြင့်အဲ့လိုမှမရှိတော့ဘူးနော်ချစ်ချင်းမေတ္တာနော်ဘုရားရဲ့ကျေးဇူးတော်ဆိုတာကချစ်ချင်းမေတ္တာတရားဖြစ်တယ်အောင်မကျွန်တော်တောင်းစီတိုင်းရဲ့အသက်တာမှာနော်ဝိညာဉ်တော်အားဖြင့်ချစ်ချင်းမေတ္တာကိုဝေငှပေးဖို့ရန်အရေးကြီးပါတယ်ဟေဘရဲ2:14-15ထိုသူတို့သည်အသွေးသားနှင့်ဆက်ဆံသောကြောင့်ခရစ်တော်သည်အသေးခံတော်မူသောအဖြစ်သေခြင်းတရားကိုအစိုးရသောသူသည်ဟုသောမာန၏တကုကိုချိုးဖဲ့ဖျက်ဆီးခြင်းက၎င်းမပြောမယ်ဆိုရင်ကျွန်တော်တို့အားလုံးရဲ့
အသက်တာမှာနော်အသွေးသားနဲ့ဒီဆောက်ထားတယ်နော်ဒီအတွက်သေခြင်းတရားကအစိုးရတယ်သေခြင်းတရားရဲ့အစိုးရတဲ့သူကဘာလို့လဲမာနဖြစ်တယ်အောင်မာနရဲ့တကူကိုချုပ်ပြတ်ဖို့ပါလဲခရစ်တော်ကကျွန်တော်အားလုံးအတွက်ကိုစားအသေးခံပေးတယ်ဒါပေမဲ့သေခြင်းမှာလာမဆုံးဘူးနော်သေဘေးကိုကြောက်ရတစ်သက်လုံးကြုံခံခဲ့ရသောသူတို့ကိုကယ်လွတ်ခြင်းက၎င်းနော်ပြောမယ်ဆိုကျွန်တော်လူသားတွေရဲ့အသက်တာမှာနော်ယေရှုခရစ်သာကယ်တင်ခြင်းကိုမလုပ်ပေးခဲ့ရင်ကျွန်တော်တို့ဘာဖြစ်လဲငါဘယ်နေ့သေမလဲငါကသေပြီးရင်တော့ငရဲကိုသွားရတော့မှာပဲရွေးစရာလမ်းလဲရှိမှာမဟုတ်ပါဘူးအောင်မကျွန်တော်ရောက်စီတိုင်းဒီလွတ်ချင်းခွင့်နော်အပြစ်ငရဲကနေလွတ်ချင်းခွင့်အပြစ်ကျွန်တော်တို့ကိုသက်သာစေတယ်ဆိုတာကိုလည်းဒီနေ့နားလည်ဖို့အရေးကြီးတယ်အောင်မတစ်သက်လုံးကြုံခံနေရတော့သူတို့ကယ်လွတ်ခြင်းက၎င်းထိုသူငယ်တို့နိတုအသွေးသားကိုဆောင်ယူတော်မူ၏အောင်မနော်ယေရှုခရစ်ကနော်လူသားတရားရာဂိုင်တို့ဖျားတရားရာဂိုင်တို့ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတာဖြစ်တယ်အောင်မကျွန်တော်ရောက်စီတိုင်းရဲ့ကိုစားပါဖြစ်လေအသေးခံခြင်းအားရှိနော်ကျွန်တော်တရက်မှာနော်တေခြင်းမှာလမ်းဆုံးမဲ့နေရနေဘုရားသခင်ကယေရှုခရစ်အပြည့်လွတ်ခြင်းသက်သာစေခြင်းကိုပေးတယ်လို့နံပါတ်၄ချက်အနေနဲ့သိရတာဖြစ်တယ်နံပါတ်5ကတော့ထာဝရအမြင်အားဖြင့်သက်သာစေခြင်းနော်ထာဝရကာလမှာနော်ဘာတွေလှုပ်ဆောင်ထားပေးတယ်လဲဆိုတဲ့အရာပေါ်မှာနော်သိရှိခြင်းအဖြစ်ကျွန်တော်ဘာဖြစ်လဲသက်သာစေတယ်နော်ဒီနေ့ဒီရက်မှာတော့လောကကြီးမှာနေထိုင်ရတာအဆင်မပြေကြပါဘူးနော်ကုန်စည်နှုန်းတွေကြီးတယ်ရာသီဥတုတွေကဖောက်ပြန်တယ်လူတွေကဖောက်ပြန်တယ်ဒါပေမဲ့ကျွန်တော်ကဘာဖြစ်လဲသီးခံရမယ်ဘာကြောင့်လဲဆိုတော့တဏှာမှာနော်ဒီထာဝရကာလမှာဘုရားရဲ့ပြင်ဆင်ထားပေးတဲ့အရာတွေပေါ်မှာဘာဖြစ်လဲကျွန်တော်တို့ယုံကြည်စိတ်ချခြင်းအဖြစ်ကျွန်တော်သက်တာမှာသက်သာတယ်ငါခဏလေးပဲသီးခံရမှာပါနော်ဒါပြီးရင်တော့ငါရဲ့ဘဝဟာနော်အောင်မြင်ခြင်းထာဝရကာလကိုသွားရမှာဖြစ်တယ်။အမနံပါတ်5ချက်ကထာဝရအမြင်အဖြစ်သက်သာစေခြင်းအမမာသဲ6:19-20မှာတန်ကြီးပိုးရွဖြစ်စည်း၍သခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှပန္နာကိုမစီးဘူးကြနေတန်ကြီးပိုးရွမပြက်စီး၍သခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ဘန္နာကိုစီးဘူးကြလောဒါကယေရှုပြောခဲ့တာအရာဖြစ်တယ်နော်ဆိုရတဲ့ကောင်းကင်ဘုံဆိုတဲ့အရာမင်းတို့အတွက်ရှိကိုရှိတယ်နော်ဒါကိုကျွန်တော်တို့ဘာဖြစ်လဲထာဝရအမြင်အဖြစ်နော်သက်သာခြင်းရှိဖို့ဒီစကားတွေပြောခဲ့တာဖြစ်တယ်ယောဟန်14:3မှာလဲငါဖအိမ်၌နေစရာခန်းများရှိသို့မဟုတ်လင်မဟုတ်ကြောင့်တင်တို့အားငါမပြောဘဲမနေတင်တို့နေစရာရက်ကိုပြင်ဆင်ခြင်းငါသွားရ၏ငါသည်သွား၍တင်တို့နေစရာရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌တင်တို့ရှိစေခြင်းကတင်တို့ကိုငါထံသို့သိမ်းဆည်းမိ။ကောင်းကင်ဘုံမှာယေရှုကကျွန်တော်ရောက်စီတိုင်းအတွက်ဘာလို့လဲနေစရာခန်းတွေကိုပြင်ဆင်ပေးထားပြီးသားဖြစ်တယ်။ပြောမယ်ဆိုကျွန်တော်ရဲ့အိမ်အစစ်မှန်ကနော်ကောင်းကင်ဘုံမှာရှိတာဖြစ်တယ်။ဒီလောကကကျွန်တော်ရဲ့ခိတ္တခဏယာယီဖြစ်တယ်။ဒီလောကကကျွန်တော်ကဒီလောကမှာဧည့်သည်ဖြစ်တယ်ဆိုတော့ဘယ်တော့မှမမေ့ပါနဲ့။အမထာဝရအမြင်အားဖြင့်နော်ဘုရားရဲ့ပြင်ဆင်ထားပေးတာတွေကိုနော်တိမှတ်ပြီးတော့မှကျွန်တော်သက်တာတွေကိုသက်သာဖို့ရန်နော်ဘုရားသခင်ကဒီအချက်၅ချက်အားဖြင့်နော်ဒီနံပါတ်1တစ်ချက်ဖြစ်တဲ့စဉ်းစားမဲ့အပိုင်းဖြစ်တဲ့ဒီဆုံးရှုံးမှုသို့မဟုတ်ဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့အချိန်မှာဘုရားကသင်ကိုမြည်တို့နှစ်သိမ့်ပေးခဲ့သည်နီနော်ခုနပြောတဲ့အချက်၅ချက်အားဖြင့်ကျွန်တော်တို့ကိုနှစ်သိမ့်ပေးထားတယ်ဆိုတာကိုဒီကနေ့နားလည်ဖို့ဖြစ်တယ်။အမှနံပါတ်2စဉ်းစားမယ်အပိုင်းမှာယနေ့တွင်အခြားသူတဦးကထိုနှစ်သိမ့်ခြင်းကိုမိသောပြန်လဲဝေမျှပေးနိုင်သည်။ဒီဖျားရဲ့နှစ်သိမ့်ခြင်းကိုကျွန်တော်ဘယ်လိုပြန်လဲဝေမျှရမလဲ။နော်ပြောရမယ်ဆိုရင်ကျွန်တော်နော်စိတ်ပါကိုရောက်နော်တကယ်လက်တွေ့ပြန်လဲမေတ္တာပေးဖို့နော်နှခမ်းလေးနဲ့ပေးလို့မရပါဘူး။နော်နှခမ်းလေးနဲ့ပေးတာကအရာမရဘူးနော်မှုသာပြောတယ်လို့လည်းပြောလို့ရတယ်တကယ်ပဲစိတ်ပါကိုရောက်လက်တွေ့အကောင့်ထဲပေါ်ဖို့နော်ဒီမှာရှိတဲ့သူရောက်စီတိုင်းကိုတိုက်တွန်းခြင်းပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုသက်သာစေသလိုကျွန်တော်တို့ကလည်းသူတစ်ပါးကို
သက်သာခြင်းကိုပြန်လည်လက်စစ်ကားဖို့အထူးသဖြင့်မေတ္တာကိုဝေမျှဖို့ဖြစ်တယ်လို့ပြောခြင်းပါတယ်နောက်ဆုံးဆုတောင်းကတော့သက်သာခြင်းကိုပေးသနာသောဘုရားသခင်ကျွန်ုပ်ရင်ဆိုင်ရသောစမ်းသပ်မှုတိုင်းတွင်ကိုရော၏နှစ်သိမ့်ခြင်းကိုအခြားသူများထံပြန်လည်ဝေမျှပေးနိုင်ရန်ကူညီပေးသနာတော်မူပါနော်အဲ့လိုမြတ်သာပို့နိုင်ဖို့နော်ဘုရားရဲ့မာစာခြင်းဘုရားရဲ့ကူညီပေးခြင်းဘုရားရဲ့အခွင့်တွေလည်းကျွန်တော်သက်တာမှာလိုအပ်ပါတယ်အမဒီနေ့စစ်ကွာမှာပြန်လဲဝေမျှခြင်းကျွန်တော်ရောက်စီတိုင်းရဲ့အသက်တာမှာနော်ကျွန်တော်တို့ရရှိထားတဲ့ရာသူသဖြင့်ဘုရားရဲ့မေတ္တာကိုသူတစ်ပါးကိုဝေမျှပေးဖို့ရန်အရောက်စီတိုင်းကိုတိုက်တွန်းခြင်းပါတယ်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ